ပိုကောင်းတာတွေကိုလိုချင်ရင်ပိုကောင်းအောင်လုပ်ရမယ်မင်္ဂလာပါကျွန်တော်တို့ဈေးဆက်ကကိုအောင်တယ်မှုဖြစ်ပါတယ်ကျွန်တော်ဒီနေ့လူချင်းမင်းတို့နဲ့ sharing လုပ်ပေးခြင်းတဲ့အရာကျွန်တော်တို့ပိုကောင်းတာတွေကိုလိုချင်ကျွန်တော်တို့ဘာလုပ်ရမလဲကျွန်တော်ပုံစံလေးတစ်ခုနဲ့ရှင်းပြပေးမယ်ဒါကတော့ကျွန်တော်တို့လက်ရှိအခြေအနေကျွန်တော်တို့လက်ရှိအခြေအနေမှာထက်ကိုပို့ပြီးတော့ပိုကောင်းတာလိုချင်တဲ့လူတွေကြီးပဲဒါကျွန်တော်တို့လက်ရှိအခြေအနေဖြစ်မယ်ကျွန်တော်တို့ပိုကောင်းတဲ့လိုချင်တဲ့ကျွန်တော်တို့ရဲ့ goal တွေကျွန်တော်တို့ရဲ့အခြေအနေကဒီမှာဖြစ်မယ်ကျွန်တော်တို့လက်ရှိအခြေအနေမှာလုပ်နေတဲ့အရာကျွန်တော်တို့အချိန်တစ်ခုကြာလာပြီဆိုရင်ကျွန်တော်တို့အတွက် normal တာမန်ဖြစ်နေပြီဒီတော့ကျွန်တော်တို့လက်ရှိအခြေအနေတဲ့ normal မဟုတ်တာကိုကျွန်တော်တို့လိုရင်ကျွန်တော်တို့ပိုကောင်းတဲ့ဘဝကိုလိုချင်တယ်ဆိုရင်ကျွန်တော်တို့ normal မဟုတ်တာလုပ်ဖို့လိုတယ်ဒီတော့ကျွန်တော်တို့မိမိကိုယ်ကိုမိမိအချိန်ပေးပါအချိန်ပေးပြီးတော့ငါတို့လက်ရှိမှာပဲအရာတွေကငါတို့လုံနေတာရိုးနေပြီလေတာမန် normal ဖြစ်နေလဲပေါ့နော်ကိုယ့်ကိုအချိန်ပေးပြီးတွေးပြီးတော့ငါတို့ပဲအရာတွေကိုငါတို့ update လုပ်ရမလဲဆိုတာကိုကျွန်တော်တို့ကိုတွေးပြီးတော့ချင်းရမယ်ကျွန်တော်တို့ပြီးတော့ကျွန်တော် note လေးတစ်ခုပေးမယ်ပေါ့နော်အဲ့ note ကတော့ကျွန်တော်တို့ကိုတွေးမိပြီဆိုရင်ကိုလုံးမဲ့အရာတွေကိုစောင်းတုံးမှာခြာရေးလိုက်အားဆိုရင်ကျွန်တော်တို့လုံးနိုင်တဲ့ percentage ကပို့ပြီးတော့များလာလိမ့်မယ်ပြီးတော့ကျွန်တော် normal ဖြစ်နေတဲ့အရာတွေကိုတွေးမယ်တွေးပြီးတော့ကျွန်တော်တို့ update လုပ်တင်တာတွေကိုလုပ်မယ်ကျွန်တော်ယုံကြည်ပါတယ်လူချင်းမင်းတို့ဘောကလည်းလူချင်းမင်းတို့လိုချင်တဲ့အတိုင်းကိုတိုးတက်အောင်မြင်မယ်ဆိုတော့